အားလုံးပဲမင်္ဂလာပါဘာမစ်ခရေးဒီဘိုက်ကားနေပုံမှာပြန်လဲကြိုဆိုလိုက်ပါခုကျွန်တော်ရှေ့မှာရောက်နေတဲ့ကောင်ကြီးကတော့ယမဟာအိမ်မက်2026 model နော်တကယ်ကိုလှပါတယ်ဗျာနော်အဲ့ဒါဆိုတော့တာထွက်လေးရတော့တကယ်မိုက်သွားပြီအဲ့ဒါဆိုသူ့ရဲ့ဈေးနှုန်းကိုကျွန်တော်လက်ငင်းဈေးကိုကျွန်တော်ပြောပြပေးမယ်ဗျာနော်သူ့ရဲ့လက်ငင်းဈေးကတော့ကျွန်တော်တို့ဒီ3,900နဲ့3,000အခုဒီလထဲမှာဆိုရင်ဘတ်1000ချော့ပေးနေတယ်ဘတ်1000အတိကိုဈေးချော့ပေးနေတယ်ဗျာဘတ်1000အတိကိုဈေးချော့ပေးနေတာဖြစ်တဲ့အတွက်နော်သူ့ရဲ့ဈေးကကျွန်တော်3,800နဲ့3,000ကျန်မယ်နော်အဲ့3,800နဲ့3,000မှာကျွန်တော်တို့နောက်ထပ်ထပ်ချော့လို့ရမှာတခုရှိသေးတယ်ကျွန်တော်နည်းနည်းပြပေးမယ်ဗျာနော်ဒီကနည်းနည်းညီကိုတီးဟန်ပြီးတော့ကြည့်ပေးကြနော်ကျွန်တော်လည်းအကောင်းဆုံးဖြစ်အောင်လုပ်ပေးနေနော်ပြီးရင်ကျွန်တော်တို့ဒီအောက်ထဲမှာဆိုရင်ဗျာသိရမှာကျွန်တော်အိုလင်းဖောက်တစ်စုံပါမယ်ဗျာနော်အိုလင်းဖောက်တစ်စုံပါမယ်ကျွန်တော်တီးစီချာချာလေးပြပေးမယ်ဗျာနော်ချော့အိုလင်းဘလက်ဆိုတဲ့ကောင်အမဲရောင်ဗျာနော်အိုလင်းဖောက်အမဲရောင်တစ်စုံပါမယ်ဒီကောင်ပြန်ရောင်းမယ်ဆိုရင်ကျွန်တော်တို့ဘတ်1000ပတ်ချာလေးတော့ရှိမယ်ဗျာနော်ကျွန်တော်ခမန်းကြီးအရာပြောပြတာအဲ့ဒါဆိုကျွန်တော်တို့ဈေးနှုန်းကကြတော့ဗျာကျွန်တော်တို့ဒီမှာတော့တသိန်းအစုံကကျွန်တော်ပြောတဲ့3,900နဲ့3,000ကျွန်တော်ဘတ်1000ထပ်ချော့လိုက်နေဗျာအမှ3,800နဲ့3,000 3,800နဲ့3,000မှာကျွန်တော်တို့နောက်ထပ်1000လောက်ထပ်နှုတ်လိုက်နေဗျာနော်ဒီကောင်ကြီးကိုပြန်ရောင်းစားခြင်းနဲ့ညီကိုတွေဆိုရင်ကျွန်တော်3,900နဲ့3,000ဖြစ်သွားမယ်ဗျာနော်3,900နဲ့3,000ဆိုတော့နော်ကျွန်တော်တို့25 model နဲ့ဘာမှမကွာတော့ဘူးဗျာပြည့်မလား25 model နဲ့ဘာမှမကွာတော့ဘူးနော်သူရဲ့ display တွေဗျာအတူတူပဲကျွန်တော်ပြီးမှဘယ်ညာဗျာကျွန်တော်ခလုတ်တွေကလည်းအတူတူပဲအရင်ဘာမှထွေထူးပြောင်းလဲထားတာမရှိဘူးဆိုတဲ့ timing တခုမှာเนาะကျွန်တော် smart key နဲ့လာမယ်ကျွန်တော် ABS တွေနဲ့ဆင်းမယ်တကယ်မိုက်တယ်ဗျာเนาะအဲ့ဒါကြောင့်ဒီဈေးနဲ့ဒီလိုဘိန်းမျိုးอ่ะဗျာသိရမလားလုံးဝ share တန်းနေဗျာเนาะအဲ့ဒါဆိုတော့တကယ်လို့ TikTok ဘောညီကိုတွေเนาะဆိုင်ငယ်ထုတ်ရှင်နေဆိုရင်ရုံကြည်နဲ့ကျွန်တော်စီမှာလာအားပေးလို့ရတယ်ဗျာเนาะပြီးကျွန်တော်ဆိုင်ငယ်တန်ဖို့อ่ะဗျာကျွန်တော်တို့ဒီမှာလက်ငင်းစည်းဆိုရင်ဗျာကျွန်တော်တေချာနာတစ်ခုပြောပြမယ်ဗျာအဲ့ဒါဘာလဲဆိုတော့3,800နဲ့3,000ဗျာနော်ဘတ်1000ချော့နေတယ်ဆိုတော့3,800နဲ့3,000ဆိုင်ရွက်ဆန်ကကျွန်တော်တို့4,500 5,000လောက်ထားလိုက်ဗျာနော်မက်ဆီမမ်ဆိုင်ရွက်ဆန်က4,500 5,000လောက်ထားလိုက်ဗျာနော်အဲ့လိုဆိုတော့ယမဟာအိမ်မက်ကကျွန်တော်ဘယ်လောက်ရှိပါမလဲဆိုတော့နော်ကျွန်တော်တို့အခုဒီလက်ငင်းစည်းကိုပဲဗျာနော်အဲ့ဒါဆိုတော့ကျွန်တော်အစုံကလည်း short ထားတာပဲရှိတဲ့အတွက်နော်အဲ့3,800နဲ့ကျွန်တော်3,800နဲ့3,000ကိုကျွန်တော်4,500 5,000လောက်ထပ်ပေါင်းလိုက်နေတာမက်ဆီမမ် 6,000 ပေါင်းလိုက်တာနော်3,800နဲ့နော် 9,000ဆိုရင်လုံးဝဒီကောင်ကြီးလုံးဝပိုင်ဆိုင်ခွင့်ရမှာဗျာနော်အဲ့ဒါတော့တကယ်မိုက်တယ်နော်ဒီကိုတွေလိုချင်နေဆိုရင်ကျွန်တော်စီမှာရုံချီနဲ့လာအားပေးလို့ရတယ်ဗျာနော်အိမ်မက်ကိုဗျာနော်ယမဟာအိမ်မက်နော်25 anniversary နဲ့ထွက်ထားတဲ့ကောင်နော်တကယ်